ဟယ်လိုအဲ့တော့မြန်မာလူမျိုးအများဆိုတာဒီတငင်းသီးနဲ့ငပိရေကိုတွတ်စားရတာမြေရင်ချက်ရေးစားရတာကိုကြိုက်ကြရဲပေါ့နော်အဲ့တော့အဲ့အတွက်ကြောင့်မလို့ကွာတငင်းသီးလဲစားခြင်းနဲ့ဒါပေမဲ့တငင်းသီးရဲ့ဒီဘေးထွက်ဆိုးကျိုးတွေကိုရောနေအောင်ဘယ်လိုလုပ်ပြီးစားလို့ရလဲဆိုတာနဲ့ပတ်သက်ပြီးဒီနေ့ကတော့ဆွေးနွေးပေးသွားမှာပါဒေါက်တာရှန်နေရပါအထွေထွေယောဂကုဆရာဝန်တယောက်ပါအဲ့တော့တငင်းသီးရဲ့အစိတ်တောက်တွေကိုရောနေအောင်ဘယ်လိုလုပ်လို့ရလဲဆိုရင်တော့ဒီတငင်းသီးမစားခင်မှာဆိုရင်ပေါ့နော်တငင်းသီးကိုဒီ24နာရီကြာအောင်ရေလေးစိမ်ပေးထားမယ်ပေါ့နော်အဲ့တော့အဓိကအပိုင်းလေးဖြတ်ပြီးတော့ရေစိမ်ပေးထားခြင်းအဖြစ်တငင်းသီးရဲ့အစိတ်တောက်တွေကိုရောနေစေတဲ့နောက်တစ်ချက်အနေနဲ့ကတော့ပေါ့နော်ဒီတငင်းသီးကိုပေါ့နော်ရေစိမ်ပြီးရဲ့နောက်ပိုင်းမှာဆိုရင်တော့နိုင်ခွဲကြာအောင်ပေါ့နော်ပွဲဆိုတဲ့ရင်းလေးထဲမှာ2ကြိမ်3ကြိမ်ပြုတ်ပေးခြင်းအဖြစ်လဲတငင်းသီးရဲ့အစိတ်တောက်တွေကိုရောနေစေမှာပဲဖြစ်တယ်နောက်တစ်ချက်အနေနဲ့ကတော့ပေါ့နော်ဒီတငင်းသီးစားတယ်ဆိုလို့ရှိရင်ပေါ့နော်ဒီအရန်ကြီးပိတ်ထွက်ဆိုကြမများအောင်2စစ်3စစ်ပဲစားပေးခြင်းအဖြစ်လဲမိမိရဲ့ဒီစားခြင်းစိတ်ဖြစ်တဲ့ဒီစိတ်ဆန္ဒကိုလည်းပြေဝစေမယ်နောက်ပြီးအရင်လည်းအစိတ်တောင်မများစေဘူးပေါ့နော်နောက်တစ်ချက်ကတော့ဒီတငင်းသီးစားတဲ့နေ့မှာဆိုရင်တော့ရေများများတောက်ပေးရမယ်ပေါ့နော်အဲ့တော့အဓိကတော့ရေအနည်းဆုံး3လီတာလောက်တောက်ပေးခြင်းအဖြစ်လည်းဒီပေါ့နော်တငင်းသီးမှာပါတဲ့အစိတ်တောင်နဲ့ကြောက်ကက်ကိုပျက်စီးစေတဲ့အာနီးတင်ကိုညှို့နေစေမှာပဲဖြစ်ပါတယ်